မင်္ဂလာမနက်ခင်းမှာရှင်2014ခုနှစ်နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့မနေ့ဖက်အစီအစဉ်ထဲမှာစမ်းသစ်တီထွင်လေမြေတခွင်အစီအစဉ်မှာရွှေပြုံမင်းအကိုင်းကူးဆိုင်နည်းကိုကိုဝင်းမြင့်ကပြောပြအောင်ပါပါရွှေပြုံသီးဘူးသီးဆိုတာကတော့ဆင်းရဲချမ်းသာမရွေးအားလုံးကကြိုက်နှစ်သက်တဲ့အသီးတွေပဲဖြစ်ပါတယ်။ရွှေပြုံသီးအမဲ့ကိုကြာကြာသိမ်းထားလို့ရတဲ့အတွက်ဝေးလံတဲ့တောတောင်မှာနေတဲ့သူတွေအတွက်ကတော့တိုးလောင်ပြီးစားတဲ့အသီးနှံတစ်မျိုးလည်းဖြစ်ပါတယ်။ထိုင်းမှာတော့ဘူးပင်နဲ့စားရင်ရွှေပြုံသီးကိုအစားများကြပါတယ်။ဒါကြောင့်မို့လို့လဲရွှေပြုံသီးအကိုင်းကူးတဲ့နီးကိုပဲအရင်ဆုံးပြောပြမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဘူးပင်တို့ကြောက်ဖြုံပင်တို့ကိုလည်းရွှေပြုံပင်အကိုင်းကူးတဲ့နီးအတိုင်းပဲကူးနိုင်ပါတယ်။တကယ်တော့ရွှေပြုံပင်တို့ဘူးပင်တို့ဆိုတာဟာပုံမှန်အားဖြင့်တော့အစေ့ကနေလွယ်လွယ်စိုက်နိုင်တဲ့အပင်တွေဖြစ်ပါတယ်။ဘာကြောင့်မို့အကိုင်းကူးစရာလိုလဲလို့မင်းကွန်းထုတ်သူတွေလည်းရှိပါတယ်။အကိုင်းကူးစိုက်တဲ့အကျိုးဖြစ်ထွန်းမှုကိုတော့ရွှေပြုံပင်အကိုင်းကူးစိုက်ပျိုးနေတဲ့ထိုင်းနိုင်ငံတောင်ပိုင်းစုံခလာကစိုက်ပျိုးရေးသမားကြီးဦးခမ်းနန်းကဆင်ပြတာကเนี่ยฟักทองทำไมต้องตอนกิ่งเนี่ยเพราะฟักทองเนี่ยไฮบริดหมดเลยตัวนี้เอาเม็ดมาปลูกต่อมันไม่ติดลูกถึงมันติดมันก็ลูกกลายพันธุ์ไปเลยရွှေပြုံမင်းကိုဘာကြောင့်အကိုင်းကူးသလဲဆိုတော့ဆိုင်ကဝယ်တဲ့မျိုးစေ့ကတစ်ခါပဲစိုက်လို့ရပါတယ်အဲ့ဒီမျိုးစေ့ကစိုက်ပြီးသီးလာတဲ့အစ်စ်ကိုမျိုးပြန်လုပ်ပြီးစိုက်ရင်ဆိုင်ကဝယ်တဲ့မျိုးစေ့တို့အသီးမအောင်ပါဘူးအရသာလည်းမတူတော့ဘူးအဲ့တော့အသီးကောင်းတဲ့အပင်အရသာရှိတဲ့အပင်ကိုအကိုင်းကူးစိုက်တော့ငကိုအပင်တိုင်းရပါတယ်နောက်တစ်ခုကအပင်ငယ်ငယ်နဲ့မြန်မြန်သီးပါတယ်ပုံမှန်ဆိုရင်ရွှေပြုံသီးပင်ကစစိုက်ပြီးအနည်းဆုံး3လလောက်မှစသီးပါတယ်အကိုင်းကူးစိုက်တာကတစ်လပဲကြာပါတယ်အပင်ငယ်ငယ်နဲ့သီးတယ်ဆိုတော့အလှစိုက်လို့လည်းရတာပေါ့ဒါကြောင့်အကိုင်းကူးတာဖြစ်ပါတယ်ရွှေပြုံမင်းကိုအကိုင်းကူးမယ်ဆိုရင်တော့ပထမတော့အစေ့ကိုပဲစိုက်ရမှာဖြစ်ပါတယ်ကိုစိုက်ထားတဲ့အပင်ပဲဖြစ်ဖြစ်မိတ်ဆွေတွေစိုက်ထားတဲ့အပင်ပဲဖြစ်ဖြစ်အသီးကောင်းကောင်းအသီးလှလှအသားထူထူအရသာရှိတဲ့အပင်ကိုရွေးပြီးတော့အကိုင်းကူးတာကပိုကောင်းပါတယ်ရွှေပြုံပင်ကိုလက်တွေ့အကိုင်းကူးသူကတော့မဲဆောက်မြို့ကကိုစိုင်းတီဟာဖြစ်ပါတယ်အကိုင်းကူးဖို့လိုအပ်တဲ့ပစ္စည်းနဲ့အကိုင်းကူးပုံကိုကိုစိုင်းတီဟာပြောပြတာကလိုအပ်တဲ့ပစ္စည်းတွေကတော့ဒါပပတတိတစ်ဆက်တစ်လက်ရယ်ပလတ်စတစ်ဂျို3ချောင်းရယ်ပလတ်စတစ်အိတ်လက်တစ်ပါးလောက်တစ်လုံးရယ်အုံးဆက်မှုရယ်လိုအပ်ပါတယ်ပစ္စည်းစုံပြီဆိုရင်အုံးဆက်မှုကိုရေစွတ်တဲ့နေရာမှာသတိထားမှာတော့ရေအများကြီးစွတ်လို့မရပါဘူးလက်နဲ့ညှစ်ကြည့်တဲ့အခါမှာလက်ပြားနဲ့ရေအနည်းငယ်လောက်ထွက်တဲ့50-60%လောက်တော့စိုးစိုးအောင်ပြုလုပ်ပြီးထည့်ရမှာဖြစ်ပါတယ်။ရေအများကြီးထည့်မဲ့ဆိုရင်ကျွန်တော်တို့အမြင့်ပုတ်သွားနိုင်ပါတယ်။အဲ့လိုမျိုးထည့်ပြီးသွားပြီဆိုရင်ပလတ်စတစ်ရဲ့ထိပ်ပိုင်းကိုကြက်စီထားရမှာဖြစ်ပါတယ်။အဲ့ဒါမျိုးဆိုရင်တော့အရင်လေးဖြစ်ပါပြီ။ရွှေပြုံပင်မှာအကိုင်းသွားကူလို့ရပြီပေါ့။ရွှေပြုံပင်အကိုင်းကူးမဲ့ဆိုရင်တော့အပင်အညှိုးကနေပြီးတောင်အောက်ကစတင်ကူလို့ရပါတယ်။ကန်အဲ့ရတော့တန်တန်မမဖြစ်ရမှာပေါ့အပင်တစ်ပင်လုံးမှ30ချာတကိုင်းစီလည်းကူလို့ရပါတယ်ကူမဲ့ဆိုရင်ရွှေပြုံပင်ကအစ်စ်မှာကျွန်တော်တို့အကိုင်းကူမှဖြစ်ပါတယ်ရွှေပြုံပင်အစ်စ်မှာအရွက်တန့်ခံနေတတ်တယ်ရွှေပြုံပင်အစ်စ်နာမှာကန့်နေတဲ့အရွက်တန့်အရင်ကိုဖြတ်ပစ်လိုက်ရမှာဖြစ်ပါတယ်ဖြတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကတော့အုံးဆက်မုတ်ထည့်ထားတဲ့ပလတ်စတစ်အိတ်ကိုဘိုက်ကနေအလဲတက်တက်ခွဲပြီးအစ်စ်အလဲတက်တက်မှာငုံပြီးတဲ့နေအလဲတက်တက်အုံပြီးတဲ့နေကောင်းကျင်တို့ပုံစံပလတ်စတစ်ဂျိုအပေါ်အောက်ကိုကြက်ချီပေးရမှာဖြစ်ပါတယ်ပလဲကောင်းကျင်တို့စီလို့စီရလိုက်ရမယ်စီပြီးသွားပြီဆိုကျွန်တော်တို့အကိုင်းကူးသားပြီးဖြစ်ပါတယ်နောက်10ရက်လောက်နေပြီဆိုရင်ပလတ်စတစ်တွေကနေအမြင့်တွေထွက်လာတာကိုတွေ့ရမယ်ပိုကောင်းတာတော့15ရက်လောက်ဆိုရင်တော့အမြင့်တွေပိုထွက်ပြီပေါ့အဲ့ဒီချိန်မှာဖြတ်ဆိုင်လို့ရပြီရွှေပြုံမင်းအကိုင်းမကူးခင်မှာစိုက်ခင်းကိုအရင်ပြင်ထားဖို့လိုတယ်လို့ဦးခမ်းနုံကသတိပေးပြောပါတယ်เนี่ยดินเนี่ยใส่ปุ๋ยหมักเยอะๆเราคลุกเคล้าให้เข้ากันแล้วก็กลบไว้ใส่ปุ๋ยหมักไปประมาณစိုက်ခင်းမြေကြီးကိုပြင်ထားဖို့လိုပါတယ်ရွှေပြုံပင်စိုက်ဖို့တွင်းကိုတော့အကျယ်ကတတောက်တစ်ထွာလောက်အကျယ်အနက်ကတောင်စုပ်လောက်တူးရပါတယ်ပြီးရင်နောက်ချီကြက်ချီကိုကျင်းတစ်ဝက်လောက်ထည့်ပါတူးလိုက်တဲ့မြေစာကတစ်ဝက်လောက်နဲ့တူးထားတဲ့ကျင်းထဲမှာသမအောင်ဆွပါပြီးရင်ရေလောင်းထားပါရေကို2ရက်3ရက်တစ်ခါလောက်လောင်းပေးပါဒီတော့မှမြေစာကအပူဓာတ်တွေကုန်ပြီးအပင်အမြစ်ကိုမလောင်ဘူးပေါ့အကိုင်းကူးပင်မစိုက်ခင်15ရက်လောက်ကြိုပြီးစိုက်မဲ့ကျင်းတွေကိုပြင်ထားရပါတယ်ရွှေဖြိုပင်ကရေကြိုက်တယ်ဆိုပေမဲ့ရေဝတ်တဲ့နေရာမှာတော့ရွှေဖြိုပင်စိုက်လို့မရပါဘူးအထူးသတိထားရမှာဖြစ်ပါတယ်အကိုင်းကူးထားတဲ့ရွှေပြုံပင်ကိုစိုက်မယ်ဆိုရင်တော့သတိထားရမှာကအကိုင်းကူးထားလို့ရတာတဲ့ရွှေဖြုံပင်ရဲ့အမြစ်ကနုနယ်သေးတယ်
ပြင်ထားတဲ့စိုက်ခင်းမှာဓာတ်ရိုက်စိုက်မယ်ဆိုရင်တော့အမြစ်တွေလောင်သွားနိုင်ပါတယ်။ဒါကြောင့်မို့ကျင်းတူးတုံးကကြံနေတဲ့မြေကြီးကိုမြေဩဇာထည့်ထားတဲ့ပြင်ထားတဲ့ကျင်းရဲ့အပေါ်မှာမြေပုံလိုပုံပြီးမှုတ်လေးဖြစ်အောင်လုပ်ထားပါ။အဲ့ဒီမြေသားသက်သက်မှုတ်နေတဲ့မြေကြီးပေါ်မှာပဲအကိုင်းကူးထားတဲ့ဆွေဖြုံပင်ကိုစိုက်ရမှာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဆွေဖြုံပင်ရဲ့အမြစ်တွေဟာမြေဩဇာထဲကိုထိုးဝင်သွားပြီးတော့အပင်ကပုံမှန်တိုင်းသမ်းမာကြီးထွားမှာဖြစ်ပါတယ်။အဲ့ဒါလို့စိုက်ပျိုးထားပြီးဆိုရင်တော့ဆွေဖြုံပင်အသီးသန်အောင်အသီးကောင်းအောင်လုပ်နည်းကိုတော့ဦးခမ်းနုံကအခုလိုရှင်းပြပါတယ်บางอันนี่มันออกดอกมาแล้วคือพอปลูกแล้วมันจะออกดอกเลยแต่ดอกนี้เราไว้ไม่ได้มันต้นมันโทรมต้องปล่อยให้ได้10-25 วันအသီးသီးတဲ့အပင်ကအကိုင်းကိုကူးယူထားတဲ့အတွက်အညွတ်ပါတဲ့အကိုင်းဆိုရင်စိုက်ပြီးတာနဲ့ရပ်ပိုင်းတွင်းမှာပဲအသီးနဲ့ပွင့်နေထွက်တတ်ပါတယ်အဲ့ဒီအသီးပွင့်တွေကိုမထားပဲချွေပစ်လိုက်ပါတကယ်လို့ပေးသီးမယ်ဆိုရင်တော့အပင်နာသွားမှာဖြစ်ပါတယ်ဘာကြောင့်ဆိုတော့အပင်အမြစ်ကအာဟာရတွေကောင်းကောင်းမပို့နိုင်သေးခြင်းဖြစ်ပါတယ်စိုက်ပြီးလို့အနည်းဆုံး25ရက်လောက်ကြာမှအသီးစပေးသီးတာကပိုကောင်းပါတယ်အကိုင်းကူးထားတဲ့ဆွေဖြုံညွန့်ဆိုရင်တော့ထိတ်ကဖြတ်ပြီးတော့အတက်တွေခွထွက်အောင်အရင်လုပ်ရမှာဖြစ်ပါတယ်။တပင်မှာအတက်တွေစစ်တက်လောက်အထိထွက်အောင်အကိုင်းဖျားတွေကိုဖြတ်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်။အညွန့်တကိုင်းမှာဆွေဖြုံသီးတစ်လုံးပဲပေးသေးပါ။ကြံတဲ့အသီးတွေကိုတော့ချွေပစ်ပါ။အဲ့တော့တညွန့်မှာတစ်လုံးခြံထားတဲ့အသီးကပိုပြီးကြီးမှဖြစ်ပါတယ်။ဆွေဖြုံသီးတယုံမှာအသီးစစ်လုံးပဲသီးရသလားဆိုပြီးတော့သမျောနေစရာတော့မလိုပါဘူး။ဘာကြောင့်လဲဆိုတော့ကိုကအပင်ကိုအကိုင်းကူးပြီးမျိုးပွားစိုက်နိုင်တဲ့အတွက်အချိန်မြင့်စိုက်လို့ရတာကြောင့်ဖြစ်ပါတယ်။ဆွေဖြုံပင်ကအရွက်ကများတာကြောင့်မို့ပေါ့လေအရွက်ကျန်းတွေကိုဖြတ်ထုတ်ဖို့ကိုလည်းဦးခမ်းနုံကသတိပေးပြောကြပါတယ်။အရွက်တွေမှာအားပေးရမယ့်အာဟာရတွေဟာအသီးကိုပိုအားပေးနိုင်မှာဖြစ်လို့အဲ့ဒီအရွက်တွေဖြတ်ရမှာဖြစ်ပါတယ်။ဆွေဖြုံပင်ကိုရေမဝတ်တဲ့နေရာဆိုရင်နွေနွေမိုးမိုးစိုက်ပျိုးနိုင်တာလည်းဖြစ်ပါတယ်။ဆွေဖြုံသီးအကိုင်းကူးတဲ့နီးကိုသိပြီးဆိုတော့ဒီနီးနဲ့တခြားသီးနှံပင်ကိုရောအကိုင်းကူးလို့ရသလားဆိုတော့ဦးခမ်းနုံကบวบตอนได้นะควักแฟงตอนได้อะไรก็ได้ที่ออกรากข้างล่างตอนได้หมดนั่นแหละน้ำเต้าคือแฟงหรือควักกันขวဲပင်ကြောက်ဖြုံပင်သပုတ်ပင်ဘူးပင်စတဲ့နွယ်ပင်တွေကိုလည်းအကိုင်းကူးလို့ရပါတယ်အကိုင်းကူးလို့ရတဲ့နွယ်ပင်တွေကိုသတိထားကြည့်ရင်တွေ့နိုင်ပါတယ်အဲ့ဒီလိုနွယ်ပင်တွေကိုမြေပြင်မှာလွှတ်ပြီးစိုက်ထားရင်အစ်စ်တွေမှာအမြင့်ထွက်တာကိုတွေ့နိုင်ပါတယ်သဘောတရားမြေကြီးမှာအမြင့်ထွက်တာကိုအကိုင်းကူးမဲ့အိတ်ထဲမှာအမြင့်ထွက်အောင်လုပ်ပြီးတော့ပြောင်းစိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်နွယ်ပင်တော်များများကိုအကိုင်းကူးလို့ရပါတယ်ကောင်းတာကတော့သက်ရှည်တဲ့နွယ်ပင်မျိုးကိုအကိုင်းကူးတာကပိုကျိုးရှိပါတယ်ဦးခမ်းနုံဟာအတန်းပညာကိုအစင်းမြင့်မြင့်သင်ခဲ့ရသူမဟုတ်ပေမဲ့လည်းသူစိတ်ဝင်စားတဲ့စိုက်ပျိုးရေးကိုလေ့လာတယ်စိတ်ကူးစီရင်စီသလိုစမ်းသပ်စိုက်ပျိုးတယ်ဒါကြောင့်မို့လို့လဲအောင်မြင်တဲ့အတွက်သူကအခုဆိုရင်သင်တန်းလိုက်ပေးနေတဲ့သူတယောက်လည်းဖြစ်နေပါပြီ။ဒါကြောင့်မို့သောတာဆင်တွေလည်းစမ်းသပ်စိုက်ပျိုးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။စမ်းသပ်စိုက်ပျိုးပြီးအောင်မြင်တာတွေရှိရင်ထူးထူးခြားခြားစိုက်ပျိုးနိုင်တာတွေရှိရင် BBC ကိုစာပေးပို့ဖို့ဖိတ်ခေါ်ပါတယ်။ BBC email ကတော့ burmese@bbc.co.uk ဖြစ်ပါတယ်။ဒါမှမဟုတ်ရင်တော့ bbcburmese@gmail.com ကိုလည်းပေးပို့နိုင်ပါတယ်။နောက်တစ်ခေါက်ပြန်ဆိုရင်တော့မှုဆိုင်နီးကိုပြောပြမှာဖြစ်ပါတယ်ပြောပပပေါ့